လူစုကကောင်မလေးကိုဒုက္ခပြီးတော့မဲ့အချိန်မှာပဲကောင်မလေးကလူစုကိုကဆုံမမှကြားနေတယ်လို့ပြောလိုက်ပြီးမဲ့လူစုကတူမကိုမယုံကြည်ခဲ့ပါဘူးပြီးတော့ကောင်မလေးကတူတမီအနေချရောက်တော့မယ်လို့ထပ်ပြောခဲ့တယ်လူစုကတူမကိုမယုံကြည်သေးပဲရိုင်းနေတော့မဲ့အချိန်မှာပဲတူစီကိုဖုန်းတစ်ခေါက်ဝင်လာခဲ့ပါတယ်ဖုန်းထဲမှာတူတမီရဲ့အကူအညီတောင်းနေတဲ့အိုဒန်ကိုတူချလိုက်ရတယ်လူစုလိုက်ချက်ချင်းထိတ်လန့်တော့ပါတော့တယ်အဲ့ဒီအချိန်မှာပဲအတော်ရဲ့အကူအညီတွေရောက်လာခဲ့ပါတယ်ဦးလိချီတူကတကားကိုကန်ဖွင့်ဝင်လိုက်တဲ့အခါအော်စီအမီဝေတစ်ခုကိုတူလိုက်ရတယ်ကောင်မလေးကဘာမှမချစ်ပဲလူစုကိုတူမရဲ့နောက်လိုက်အဖြစ်ကြောင်းနေထားခဲ့ပါတယ်ဆိုပိုင်းတော့ကကောင်မလေးကတူမရဲ့စွမ်းကိုတောင်းပြီးလူဆိုရဲ့တမိကိုကဲတင်ပေးခဲ့ပါတယ်ချီစုစတဲ့အနေနဲ့လူစုကဆန္ဒလျောက်တူမရဲ့နောက်လိုက်ချလာခဲ့တာပါကျူကိုင်းတူကိုရှာဖွေဖို့အတွက်လူစုကအချင်းမကောင်းတဲ့ဦးလေးစီဖုန်းခေါ်ပြီးလာရောက်ဖို့ဖလဲစားခေါ်ဆောင်ခဲ့ပါတယ်အချင်းမကောင်းတဲ့ဦးလေးကတူအလဲစားခန်းရရပြီးဆိုတာတီးတွားချင်းမှာတော့ထွက်ပြေးဖို့နောက်ချက်သွားခဲ့ပါပြီဦးလေးကတူကိုရဲလက်အဖို့ကိစ္စနိုင်ကြတယ်ဒါပေမဲ့အချင်းမကောင်းတဲ့ထောက်ကတော့အရှုံးမပေးသေးပါဘူးတူမက okay တလုံးကိုကောက်ယူပြီးအထောက်စီကိုပြစ်ပေါက်လိုက်ပါတယ်ကောင်းမလေးကတူမရဲ့ခန္ဓာကိုယ်နဲ့အထောက်ကိုဝေရောက်ကပွဲပေးခဲ့ပြီးမြစ်လက်ထွက်ခဲ့ပါတယ်ဒီပြူမှုကဦးလေးကိုထောတာအလုံးမေးထွက်သွားစေခဲ့ပါတယ်တူတို့ကအချင်းမကောင်းတဲ့ဦးလေးကိုတရားတန်ကြီးပြစ်စစ်ဖို့အသင်းချင်းနေခဲ့ကြတယ်ဒီချစ်ပြက်တွေအားလုံးပြီးတဲ့နောက်မှာတော့အထောက်ချီတူကနောက်ဆုံးမှာကောင်းမလေးကြောင့်စိတ်ချကလို့ရှာတော့ခဲ့ပါတယ်တူမကကောင်းမလေးကိုအထီးဝါလက်ခံလိုက်ပါတော့တယ်